ဒီယူစစ်တဲ့ဒီလက်တွေ့ကြတော့နှုတ်ပုံတရင်ခေဒီဇိုင်းထုတ်ခါဒီမက်ကန်ဒွိုက်ဟုခေါ်တော့ထူကြတော့တင်းထောင်မောင်းတူမဲ့ဒီရင်မျိုးစားဘူးထုတ်ပေါ်ပြတာခဲ့တဲ့ဒီအစိမ့်ငင်းဤတင်ညာဖွံ့ဖြိုးတိုးတက်မှုသည်ပုံမှန်တရနဲ့ဤရန်တမ်းမှုပုံစံနှစ်မျိုးလုံးတွင်ဒါမဲ့နှစ်တကောက်အခေရုပ်ခက်ထားသည့်အဆိုပါကရိယာတွင်ဗီဒီယိုအတွင်းတတိမပြုမီပင်ဖီဒီယာနိုင်သောအတောင်ပံများတက်ဆင်ထားပြီးတဘာဝပတ်ဝန်းကျင်သို့ချောမွေ့စွာရောနှောနေပါသည်လက်ကန်ပေါ်တဲ့ဒီနှုတ်ဝဆောင်ကြည့်ခြင်းထောက်နှိုင်းရေးစုဆောင်ခြင်းဗီဒီယိုဆောင်ကြည့်ခြင်းနဲ့အာယုံခံနိုင်စွမ်းမြင်မာသောနေရာများအတွက်ဟီးရွယ်ပါသည်လက်ကန်ပေါ်တဲ့ရင်ရေတွင်းမြင်ကင်မရာများအချိန်နှင့်တပြေးညီဒေတာထုတ်ဝေမှုစနစ်များတက်ဆင်ထားပြီးအနေရောက်ရောင်ကြီးအာယုံခံဒရိယာများကူနီးထစ်နေဘက်နှင့်ညဘက်တွင်အသုံးပြုနိုင်သည့်ဒီပုံတရနှင့်လှုပ်ရှားမှုများကြောင့်ဟင်းဒီယူသားများတာမကဒီကြောင့်ရန်သားပွဲရေးစနစ်အများစုထမ်းမှတနည်းချစ်စရာတစုံတရာဘူးဘောပေါက်ခဲလာသည်ဒီဟာကနေဒါနိုင်ငံမှာဒဏဘော်အမိရှိစဲနာမိသားရှိတဲ့ဇယုံငွေတကောင်ကိုမရက်ခင်မှာရက်တည်ခဲ့ပါတယ်ဒီထူးခြားသော project ကိုသမိုင်းမတင်မီတတော်ဝဒနောဘော် series နဲ့စစ်ခဘာဘော်ရင်းနေထိုင်ဖို့တမျှအကြီးမားဆုံးငွေဖြစ်တဲ့ကင်းဒီလွန်ခဲ့သောနှစ်ပေါင်း58တွင်ညခံတာကျိုးဖို့မိတဲ့နေထိုင်ခဲ့ပြီးဤစပိုင်းဆိုင်ရာရှေ့ပြေးပုံစံနဲ့တူနီတော့အရှိကိုရောက်ရှိနိုင်သည့် project ဤနောက်ဝယ်ရင်အဓိကစိတ်ကူးမှာစက်ရုပ်ဆက်များအတွက်တမယိုးကြအသုံးပြုမှုထက်ကျော်လွန်သွားသောစက်ရုပ်ဆက်များအတွက်အစားထိုးပုံစံများကိုရှာဖွေရန်ဖြစ်သည်ထိပ်နှက်ပေါ်သည့် hydraulic နဲ့လျှက်စစ်တဲ့အပေးဆက်များဖြင့်ချိတ်ဆက်ထားသောဒီချနူမီနီယာပိုင်း20ဖြင့်ဖွဲ့စည်းထားသည့်ဒီဒီဇိုင်းကြောင့်စက်ရုပ်သည်ညနေပြများတစ်ချောင်းကန်တန်းနေသောဝေစစ်များ၏စင်ကြီးဆွဲတော်လှုပ်ရှားမှုကိုအတူယူနိုင်စွမ်းရှိသေးခြင်းသည်ခံမှန်းခြေအဖြစ်တဒက်လေးချိန်ရှိပြီး battery check ပေါင်းတင်ထားပြီးအဝေးမှသို့မဟုတ်စီမိုင်အထောင်ကမစမတ်check လုံဆောင်ပိုင်းသည်ဒီတနော့ပေါ်အချို့သောဘားရှိများသည်ဖီးတဲ့ပလက်ဖောင်းများတက်ဆင်ထားပြီးလူများကိုအရမရုပ်ဆက်ကြီးပေါ်တွင်စီးနှင်းခွင့်ပြုထားသည်စက်ရုပ်သည်လန်လန်းမမီနိုင်သောနေရာများတွင်ဒုတေသနာသို့မဟုတ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက်Genwood Company မှအင်ဂျင်နီယာများသည့်စစ်ဖက်ဆိုင်ရာတုံးချမှုများအတွက်ဒီဇိုင်းထုတ်ထားသော Music Exhaust Container ကိုထုတ်ဖော်ပြသခဲ့ပြီးလူသားတို့၏ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကိုမြင့်တင်ပြီးခံနိုင်ရည်ကိုတွန်းမြင့်ကနှုံကဲသောအခြေအနေများနှင့်လိုက်ရောနေထွေထွေအောင်လှုပ်ဆောင်နိုင်ခဲ့သည့်ဤတိုးတက်မှုကိုထူးခြားစေသောအရာမှာဤဘက်ဆောင်တုံးချင်းနှင့်ခေတ်သည့်90ရာ Exhaust Container သည်လူခန္ဓာကိုယ်အတွင်းအတက်ရွယ်နှိမ့်ဆိုင်သောပြောင်းလဲများကိုအတူယူနိုင်ပြီးလူငယ်တို့ဦးချင်းစီသည့်အသက်ကြီးရင်းမှုကိုခံစားနိုင်စေပါသည်ခံမှန်းကြအားဖြင့်18ကီလိုဂရမ်လေးချိန်ရှိပြီးခန္ဓာ၏အဖန်တီးပေးသည့်မော်တာအစစ်များတက်ဆင်ထားသည့်စစ်အငိရောင်ရမ်းခြင်းတုံးမှုခြင်းချွတ်သားအားနေခြင်းနှင့်တောင့်တင်းခြင်းစသည့်အခြေအနေများကိုအတူယူခြင်းဖြင့်ဘုံမူကောင်းမွန်သောလက်တွေ့ဘဝနာကျက်သည်ယူရင်းလာသောအမြင်နှင့်အကြအာယုံကိုကျန်လည်ဖန်တီးသေးပါသည်ရုပ်ပိုင်းဆိုင်ရာဖိစီးနှင့်ကင်းထန်သောအခြေအနေများအတွက်စစ်သားများဘူးကင်းစင်ရန်အနည်းတင်များဘူးအတုံးပြုတော်လဲဤ၏အဓိကရည်မှန်းချက်မှာစာနာနားလည်မှုမြင့်တင်ရင်ဖြစ်သည်နီတို့မင်းစုစေကမူရ90ရာသည့်အရေးပါလာသည်နီတို့မင်းစုစေကမူရ90ရာသည့်စစ်သားများကိုတွန်းမြင့်ခြင်းမှသည်ခေယာရသူများဘူးကျန်လည်ထူထောင်ရင်းနှင့်ဖျားညီမာသောပတ်ဝန်းကျင်များတွင်လက်ချီရင်းများအထိကာကွယ်ရေးကဏ္ဍတွင်တိတာခင်ရှားသောအလားအလာများရှိသည်အင်ဂျပန်စက်ရုပ်သည်အနာဂတ်၏စစ်မှန်သောစစ်တင်ကားနေတူသည်ဟင်းကိုကိုရိုင်းတင်ကြသည့်ဂျပန်အင်ဂျင်နီယာဟီရိုရှိခေကာရှိမှဖန်တီးခဲ့ခြင်းဖြစ်သည်ကွန်ပျူတာဘခတွညသုံးသည့်အသွင်ကြီးမှသောကြံပူးများနှင့်စင်တူသည့်အရာမ6ချီတောင်စက်ရုပ်ဖြစ်သည်ဤကြီးမှသောစက်သည်အရှင်ဆက်တမိကားရှိပြီးအလေးချိန်19တန်ခန့်ရှိသည်ခြင်းသည်ခြေထောက်6ချောင်းပေါ်တွင်လှုပ်ရှားနိုင်သည်ဤဦးကောင်းမှခင်းနှင်းတွေများကိုပင်ထုံးလွှတ်နိုင်သည်တကတွညသုံးသည်အမြင့်ဆုံးကမဟုတ်ပါဟင်းဤအမြင့်ဆုံးညံနှုံးမှာတနအီတွင်9ကီလိုမီတာခန့်ချစ်သည်လောင်ကျွမ်းသောဒီဇယ်အင်ဂျင်များကိုလင်းရင်မှုကမှတွန်းဟုတ်လူလူဆန္ဒပြပွဲများအတွင်းထင်းချုံမှုပေါမှတစ်စိတ်အဝေးထင်းစနစ်ဖြင့်ထင်းချုံနိုင်သည်စိတ်ရုပ်သည်ခရီးတဲ့9ဦးအထိကင်းဆောင်နိုင်သည့်စီးနှင်းခါမှာဒေါ်လာနှင့်တသမတညဒုမြတာဖြစ်သည့်ယနေ့ခေတ်တွင်ခေဘဒူဘခပြုံညသုံးသည့်စိတ်ရုပ်ပြဆက်တစ်ခုအဖြစ်အများစုလှုပ်ဆောင်နေတော်လဲဟင်းသည်ဟေမြအားခေမဟုတ်သည့်အနာဂတ်တွင်ဂျပန်စစ်တပ်သည်ဒေးလန်သောကိုပိုင်အုပ်ချုပ်ခွင့်ရဆက်များအတွက်ရှေ့သေးပုံစံများကဲ့သို့ဖွံ့ဖြိုးတိုးတက်မှုများကိုစိတ်ဝင်စားလာနေဟုယူဆပါသည်Osaka Kansas Expo 2025တွင် Kawasaki Heavy Industries သည်မြေဆွဲငယ်အားကိုဗဟုပြု၍ရွှေပြောင်းထိန်းချုပ်ထားသောခိုဟီဟုခေါ်သောအနာဂတ်ယင်တစည်းကိုထုတ်ဖော်ပြသခဲ့သည်ယင်းသည်သိပ္ပံစိတ်ကူးယင်ဇလန်းများထဲမှတစ်ခုခုဖြစ်ပုံရတော့လဲခိုးယုံနေဆွဲရင်များသည်အနာဂတ်ဝါဒီများထက်ကျော်လွန်၍အာယုံဆိုင်မှုကိုဆွဲဆောင်လျက်ရှိသည့်ဆက်သည်
တောင်ညာတစ်တုံးညာနဲ့ညညာအပါဝင်ကျန်းတန်းသောညညနာတွင်ပြင်ကိုစိတ်ချလက်ချရွေရနိုင်သည့်တမယုကြတဲယူပုဆောင်ရေးမထီရောက်သည့်အလုံးများအတွက်စံပြချစ်စေသည်အန်ဟိုးစရာမရှိသည်မှာထိုကဲ့သို့သောပလက်ဖောင်းသည်စီရေးစစ်စင်ရေးအတွက်အလားအလာရှိသောအခြေဆိုင်စခန်းတစ်ခုအဖြစ်တနက်ခံထားရပြီးဖြစ်ပြီးတနန်းနီယံခက်ခဲသောဒေသများတို့ကရိယာများပူးဆောင်ခြင်းခံရရသူများကိုကဲဆယ်ခြင်းနှင့်ကင်းထောက်ခြင်းများလှုပ်ဆောင်လျက်ရှိသည်တစ်ချိန်တည်းမှာပင်ခိုးလိုဝင်သည်အရက်ဘက်ကလာရင်လည်းကဲဆယ်ရေးမရှင်များလက်လာရေးထင်းများနှင့်အနော်မင်းခရီးတွားခြင်းများအတွက်ကြီးမားသောကတိကိုရရှိထားသည်ဂျပန်ကုမ္ပဏီ Kawasaki Heavy Industries သည်စစ်ဖက်ရောအရက်ဖက်ရေးချက်များအတွက်ပါအသုံးပြုနိုင်သောဆွဲဆောင်ရလူသားဆန်သောစိတ်ရုပ်ကိုတီထွင်ထုတ်လုပ်နေပါသည်ဟန်ဒင်းတစ်ခုမှာခဝေဒဟုခေါ်သောရှစ်မျိုးဆက်ဆက်ရုပ်ဖြစ်သည်လက်ရှိတွင်ခဝေဒဟုသည်ဂျပန်စစ်တပ်မှစီမံကိန်းကိုစိတ်ဝင်စားနေပြီဖြစ်တော်လဲကဲဆယ်ရေးဆက်ရုပ်အဖြစ်အဓိကနေရာယူထားသည့်ဆက်ရုပ်သည်အရက်တရ80စင်တီမီတာရှိပြီးအလေးချိန်86ကီလိုဂရမ်ရှိသည့်အနုညွသောမျက်နှာပြင်များပေါ်တွင်နန်းချောက်နိုင်သည့်လေးလံသောအရာများကိုတဲဆောင်ကားလို့စောင်းနိုင်သည်ခေါစကေသည်2015ခုနှစ်ကလေးကခွက်တော်တွင်လုံးလုံးကင်နေပါသည်အခြားတစ်ဖက်တွင်မူယခုအခါနီးပညာ၏လက်ရှိအကျမှုခေတ်စက်ရုပ်လူသားများအတွက်စံပြအချိန်ခေတ်ကြောင့်ကျွမ်းကျင်သူများစွာကယုံကြည်ကြသည်စစ်တင်များ၏ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များကိုတိတာထင်ရှားစွာမြင့်တင်ရန်ဒီဇိုင်းထုတ်ထားသောစနစ်တစ်ခုဖြစ်သည်မြေပေါင်းများစွာသုတေသနနှင့်စမ်းသပ်ပြီးနောက်အင်ဂျင်နီယာများသည်အနာဂတ်အယိုးစု၏တစိမ့်တစ်ပိုင်းချင်းနှင့်အေယာမစက်ရုပ်လက်တံကိုပထမဆုံးလှုပ်ဆောင်သည့်နမူနာပုံစံကိုထုတ်ဖော်ပြသခဲ့သည့်ဒီဆန္ဒပြပွဲဒီနည်းပညာရဲ့တရုတ်ပြမှုကသတင်းသမားတွေကိုတုံ့မိုးစေခဲ့ပါတယ်လက်သေးအလုံးဉဏ်သည်အားကောင်းပြီးလေးလံသောအရာများကိုရုပ်သိမ်းနိုင်သည့်တိကျသောချဲလဲမှုများကိုလှုပ်ဆောင်နိုင်စွမ်းရှိသည့်ပြေဝလှုပ်ဆောင်နိုင်သောတိုက်ခိုက်ရေး disaster ထိန်းတိဆောက်ရာတွင်စက်ပိုင်းဆိုင်ရာခွာအားတာမကအစစ်မြင့်ငယ်ရေးဒုစနစ်များနှင့်လူလျောက်ထိန်းချုပ်မှုများလည်းလိုအပ်ကြောင်းကျွမ်းကျင်သူများကမှတ်ချက်ပြုသည့်တိုးတော်လဲဂျပန်သည်မျိုးဆက်သစ်စစ်ဘက်ဆိုင်ရာနည်းပညာများဖန်တီးရန်အလွန်နှိစက်နေပြီဖြစ်ကြောင်းထင်ရှားနေပြီဖြစ်သည်စစ်တင်များ၏ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များကိုတိတာထင်ရှားစွာမြင့်တင်ရန်ဒီဇိုင်းထုတ်ထားသောစနစ်တစ်ခုဖြစ်သည်လူပဟုပြုညီရီတူးစိတ်ရုပ်တက်ခွဲကမ်းမှကိုရီးယားအင်ဂျင်နီယာများသည်စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်အတွက်Big Man အနည်းရှိအေယာမစိတ်ရုပ်ကိုကီထွင်ခဲ့သည့်ဤအစွမ်းထက်သောပလက်ဖောင်းသည်လွန်ခဲ့သောတော်ဝင်ခြင်းများတွင်လေးနံသောရုပ်ထွက်လှုပ်ရှားမှုများနှင့်တိုက်ခိုက်ရေးမစ်ရှင်များအတွက်ပံ့ပိုးမှုအပါအဝင်လူသားစွမ်းရည်များထက်ကျော်လွန်လှုပ်ဆောင်ရန်ဒီဇိုင်းထုတ်ထားသည့် Big Man သည်မတည်ငြိမ်သောအခြေအနေများတွင်ပင်အရာဝတ္ထုများကိုတိကျစွာကိုင်းတွယ်နိုင်စေနှင့်ထိထွေးကိုင်းတွယ်နိုင်သောအဆင့်မြင့်ဟွန်းစောကရိယာများတက်စေခါသည်နိုင်ရောညီထွေးရှိသောရွေးရှားမှုကိုထိန်းချုပ်ပေးသောကြောင့်ဟင်းသည်ထိရောက်စွာရွေးရနိုင်သည့်လေးလံသောဝင်များကိုတည်ဆုံနိုင်သည့်ဟင်းဤတော်ဝင်ခြင်းနှင့်အချိန်နှင့်တည်င်းကြီးအပြန်အလှန်တုတ်ပြန်နိုင်သည့် Big Man အတွက်ရှောက်ထားခြင်း၏အဓိကနေပယ်များတွင်စစ်မြေပြင်အင်ဂျင်နီယာလုပ်ငန်းတာဝန်များအတိပြောက်ရွှေ့ပြောင်းခြင်းများမိုင်းငွေတူးဖော်ခြင်းနှင့်တဘာဝဘေးအန္တရာယ်ဆုံးများရှိစစ်စင်ရေးများပါဝင်သည့်တောင်ကူရသည့်လူစွမ်းကောင်းတိုက်ခိုက်ရေးစက်များဖန်တီးရန်အသေးနဲ့ထားပြီး Big Man ဒီအနာဂတ်တွင်စစ်မှန်သောစူပါစစ်သည်များပေါ်ထွန်းရေးအတွက်ပထမဆုံးခြေလှမ်းများရဲ့မှတစ်ခုဖြစ်သည်